ဘာကြောင့်တချို့တိရစ္ဆာန်တွေကကြွက်သားတွေရမ်းကြီးတဲ့ပုံပေါက်နေရတာလဲဒီကောင်တွေကလူတွေမတိအောင်များတိတ်တဆိတ်ဂျင်းတွေပြေးစော်နေကြလို့လားဒီလိုမျိုးကြွက်သားတွေထုလိုက်ထဲလိုက်နဲ့တန်မာထွားကျိုင်းနေတဲ့တိရစ္ဆာန်လေးတွေကိုမြင်ဘူးကြမှာပါတကယ်တော့သူတို့တွေကဗလိကျင့်ခံမှမလုပ်ဘဲနဲ့မွေးရပါဗလာကြီးတွေဖြစ်နေကြတာပါဒီလိုဖြစ်ရတဲ့နောက်ွယ်ကတကယ်လက်တွေကတော့ myostatin လို့ခေါ်တဲ့ protein တစ်မျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေမှာရောတိရစ္ဆာန်တွေမှာပါ myostatin ဆိုတဲ့ protein တစ်မျိုးရှိပါတယ်ဒါဆိုရင် myostatin ဆိုတာဘာလဲရိုးရှင်းရှင်းပြောရရင်သူကကျွန်တော်တို့ခန္ဓာကိုယ်ထဲကကြွက်သားကြီးထွားမှုကိုထိန်းချုပ်ပေးတဲ့ brake တစ်ခုဖြစ်ပါတယ်သူရဲ့အဓိကတာဝန်ကကြွက်သားတွေကိုအလွန်ကျွံကြီးမလာအောင်နဲ့ခန္ဓာကိုယ်နဲ့မျှတတဲ့ကြွက်သားတွေကိုထိန်းပေးရတာပါလူတွေမှာရောတိရစ္ဆာန်တွေမှာပါဒီ protein ဓာတ်ကရှိနေရပါတယ်ဒါပေမဲ့တချို့တိရစ္ဆာန်တွေမှာတော့မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်ဒီ myostatin ထုတ်လုပ်မှုကပျောက်ဆုံးနေတတ်ပါတယ်အဲ့ဒီခါမှာကြွက်သားကြီးထွားမှုကိုထိန်းချုပ်ပေးမဲ့ myostatin ဆိုတာမရှိတော့လို့သူတို့တွေကဗလိကျင့်ခံမှမလုပ်ဘဲနဲ့ကိုကြွက်သားတွေက2 3 လလောက်အထိအစမတန်ကြီးထွားလာကြပါတယ်ဒါကိုစေတိတ်မှန်ပညာအရ myostatin deficiency လို့ခေါ်ပါတယ်အန်ဝစရာကောင်းတာက myostatin ချိုးနေတဲ့တိရစ္ဆာန်တွေရောလူတွေမှာပါအများစုကကျန်းမာရေးကောင်းမွန်ကြပါတယ်သူတို့ကပုံမှန်လူတွေပုံမှန်တိရစ္ဆာန်တွေတဲ့ကြွက်သားတို့ပုံများတဲ့အတွက်ခွန်အားလည်းပိုကြီးကြပါတယ်ဒီလိုချင်းတွေမျိုးကို Belgian blue လို့ခေါ်တဲ့နွားမျိုးစိတ်တွေနဲ့ဝက်ပက်လို့ခေါ်တဲ့ခွေးမျိုးစိတ်တွေမှာအများဆုံးတွေ့ရတတ်ပါတယ်ကျွန်တော်တို့လူသားတွေထဲမှာလည်းတစ်ခါတည်းရန်ရှားရှားပါးပါးတွေ့ရတတ်ပါတယ်တိတ်မှန်ပညာရှင်တွေကတော့ဒီ myostatin အကြောင်းကိုလေ့လာထားပြီးလေ့လာနေကြပါတယ်ဘာလို့လဲဆိုတော့ကြွက်သားအားနေတဲ့ယောဂဝေဒနာတွေခံစားနေရတဲ့သူတွေအတွက် myostatin ရဲ့အလုပ်လုပ်ပုံကိုနားလည်ပြီးစေဝါးတွေတည်ထွင်ဖို့အလားအလာကောင်းတွေရှိနေလို့ဖြစ်ပါတယ်ကဲအခုဆိုရင်တော့ဗလာကြီးကြီးတိရစ္ဆာန်တွေရဲ့ရှုပ်ဝက်ချက်ကိုတိတွက်ကြပြီလို့ထင်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒီလို myostatin ကိုခဏလောက်ပိတ်ထားလိုက်ပြီးဘာမှမလုပ်ဖက်နဲ့ဗလာကြီးကျင်ကြလားဗျကိုမန့်နဲ့မှာပြောပြတော့ပါအောင်အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်